မင်္ဂလာပါရှင်ယခုလက်ရှိရန်ကုန်မြို့နယ်အချို့မှာပြင်းထန်ဝမ်းပြက်ဝမ်းလျှောယောဂ acute watery diarrhea ယောဂကူးစက်ဖြစ်ပွားသူအရေးအတွက်တိုးပွားလာတာကြောင့်ပြည်သူများအားလုံးအထူးသတိပြုကြဖို့ပြောကြားလိုပါတယ်ဝမ်းလျှောတာခဏခဏအန်နာဘိုင်အောက်နာတွေကိုအစာမတက်ရပါဆိုပြီးလုံးဝမပေါ်ဆကြပါနဲ့လက်ရှိဖြစ်ပွားနေတဲ့အခြေအနေဟာတာမန်အစာအစိတ်တင်တာမျိုးမဟုတ်ပဲလူအများပြတပြိုင်နက်တည်းခံစားရတဲ့ပြင်းထန်ဝမ်းပြက်ဝမ်းလျှောယောဂဖြစ်ပါတယ်ဒါဟာ virus နဲ့ကာလဝမ်းယောဂပိုးဖြစ်တဲ့ corona နဲ့ bacteria တွေကအစာအိမ်နဲ့ဥလန်းကြောင်းကိုဝင်ရောက်ရောင်ရမ်းတာကြောင့်ဖြစ်ပြီးအလွန်ကူးစက်မြန်ပါတယ်ခုလိုမိုးရသည်မှာရေကြီးရေရှမ်းမှုတွေလည်းဖြစ်နေရကြောင်းတောက်သုံးရေညဉ့်ညမ်းတာမတန့်ရှင်းတဲ့ရေနဲ့အစားအသောက်တွေကိုကိုင်တွယ်ချက်ပြုတ်တာရာသီစာအသီးနှံတွေကိုမတန့်ရှင်းမဲ့စားမိတာအိမ်သာသုံးပြပြီးတိုင်းလက်ကိုစင်ကြယ်စွာမဆေးကြောမိတာကနေယောဂပိုးဟာမိသားစုဝင်တွေစီကိုအလွယ်တကူပြန့်နှံ့ကူးစက်လွယ်ပါတယ်။ယောဂလက္ခဏာတွေအနေနဲ့ဝမ်းရည်ခဏခဏသွားတာ၊အန်နာ၊ဘိုက်အောင်နာ၊ဖျားနာတာတို့အပြင်အနေအရှိဆုံးကတော့ရေဓာတ်နဲ့စားတဲ့အလွန်မင်းခန်းချောက်တာပဲဖြစ်ပါတယ်။ပါးစပ်ချောက်တာ၊ရေလွန်ငတ်တာ၊စီးမထွက်နိုင်တာ၊စီးမသွားနိုင်တာ၊မျက်တွင်းချိုင်တာနဲ့ဒီအားလွန်နေပြီးတော့မူးဝေတာတွေဖြစ်လာမယ်ဆိုရင်တော့အသက်အနည်းစိုးရိမ်တာတိတိပြင်းထန်လာတာကြောင့်မလို့ကလေးသူငယ်နဲ့လူကြီးတွေဆိုရင်တော့အထူးသတိထားသင့်ပါတယ်။ဒီယောဂကူးစက်မှုကိုကာကွယ်ဖို့အတွက်အခုပြောပြမယ့်အချက်လေးတွေကိုမိသားစုတိုင်းအိမ်တိုင်းမှာလိုက်နာဆောင်ရွက်ဖို့လိုပါမယ်။နံပါတ်1ချက်ရေကိုစနစ်တကျကြိုချက်ပြီးတော့တောက်သုံးဖို့လိုပါမယ်။နံပါတ်2ချက်ကတော့ဒီအစာမစားမီနဲ့အစာစားပြီးရင်လက်ကိုစနစ်တကျပေါ့နော်စက္ကန့်20ကြာအောင်စနစ်တကျဆေးကြောဖို့လိုပါမယ်။နံပါတ်3ချက်ကတော့အစာတောက်ပေါ့နော်အစာတောက်တွေကနေဖြစ်တဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်မလို့အခုကာလမှာဆိုလို့ရှိရင်တန်ရှင်းမှုအားနေတဲ့လမ်းဘေးအစာတောက်တွေစားတာကိုရှောင်ကျဉ်သင့်ပါတယ်။နံပါတ်4ချက်ကတော့အစားအသောက်တွေကိုပူနွေ့နွေ့ကြက်အောင်ချက်ပြုတ်စားတော့ရမယ်ပြီးလို့ရှိရင်မစားခင်မှာဆိုလို့ရှိရင်လည်းရင်မနာအောင်တခြားဖောက်အုပ်ထားဖို့လိုပါမယ်နောက်ဆုံးချက်အရေးကြီးဆုံးကတော့မိမိရဲ့အိမ်မှာဝမ်းပြက်ဝမ်းလျှောဖြစ်နေတဲ့လူတွေပြီးလို့ရှိရင်အန်နေတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီလူတွေကို ORS လို့ခေါ်တဲ့ဓာတ်စားကိုစနစ်တကျတိုက်ကျွေးပြီးတော့နီးစပ်ရာကျန်းမာရေးဆေးခန်းကိုအမြန်ဆုံးပြသဖို့လိုပါမယ်ခင်ဗျာlifestyle နဲ့ထိန်းချုပ်လို့ရတာမို့လို့ကျမတို့ပြောရတဲ့အချက်တွေကိုလိုက်နိုင်ရင်ကိုယ်ပါဝင်မိသားစုဝင်အားလုံးကိုကာကွယ်ပေးလို့ရပါတယ်။ပြည်သူများအားလုံးပြင်းထန်ဝမ်းပြက်ဝမ်းလျှောယောဂအန္တရာယ်မှာကင်းဝေးကြပါစေကြောင်း Ryan K+ မြန်မာမှဆုမကောင်းကြရပါတယ်ရှင်။